မြန်မာတိုင်းဆေးမှာဆေးဖက်ဝင်အပင်အမျိုးအစားဖြစ်ပြီးတော့ကင်ဆာဆဲတွေကိုတားဆီးနိုင်တဲ့ဂုဏ်သတ္တိရှိတယ်လို့သိပ္ပံနည်းကျလေ့လာမှုတွေရှိပေမဲ့ကင်ဆာဆေးအဖြစ်အသုံးပြုမယ်ဆိုရင်တော့သတိထားဖို့လိုပါတယ်ဒီအပင်လေးကိုမြန်မာပြည်မှာတော့အိမ်တွေမှာအလှအပအဖြစ်ပန်းအိုးနဲ့စိုက်လေရှိပါတယ်အရွက်ရဲ့မျက်နှာပြင်ဟာအစိမ်းရောင်ဖြစ်ပြီးတော့အောက်ဘက်မှာတော့ခရမ်းရောင်ဖြစ်ပါတယ်ပင်စီနဲ့အရွက်ကြားမှာအဖြူပွင့်ကလေးတွေပွင့်တတ်တဲ့မိခွင်းကမုံအကြောင်းကိုမျှဝေချင်ပါတယ်မိခွင်းကမုံပင်တွေဟာမြေမှာကပ်ပေါက်တတ်တဲ့အပင်ဖြစ်ပြီးတော့ပွားမြတ်ပါတယ်မြန်မာနိုင်ငံမှာလည်းအနှံ့အပြားမှာပေါက်ရောက်ပြီးတော့တဘာဝပေါက်ပင်အမျိုးအစားပဲဖြစ်ပါတယ်မိခွင်းကမုံဟာအပင်ပြော့ပင်ငယ်မျိုးဖြစ်ပြီးတော့အမြင့်2ပေထိရှိတတ်ပါတယ်အရွက်တွေတစ်ရွက်နဲ့တစ်ရွက်ထက်လျက်ဝေစားစာထွက်ပြီးတော့အရွက်ရင့်လာရင်တော့ကျသွားပြီးတော့ပင်စီပေါ်လာတတ်ပါတယ်အရွက်မှာရှေးမျောမျောပုံတန်းရှိပြီးတော့နက်နက်ရွက်လိုထိပ်ဘက်ကိုကျင်းမြောင်းပြီးခြုံထွက်သွားပါတယ်အရွက်မျက်နှာပြင်ပေါ်ကအစိမ်းရင့်ရောင်ရှိပြီးတော့အောက်မျက်နှာပြင်ကတော့မယမ်းစေးရောင်ရှိပါတယ်အရွက်ပြောင်ချော်ပြီးတော့အသားလည်းထူတယ်အရည်လည်းရွှတ်တယ်ရွက်ပြားကပြန့်ပြူးခြင်းမရှိဘဲနဲ့မြောင်းလိုခွက်နေတာပါတယ်မိကွင်းကမုံကိုအင်္ဂလိပ်လိုတော့ Rio discala လို့ခေါ်တယ်ဘုတ်လီလီလို့လည်းခေါ်ပါတယ်ဘုတ်လီလီလို့ခေါ်ရခြင်းအကြောင်းကတော့သူ့ရဲ့အရွက်ကပြပြားလေးဖြစ်နေပဲနဲ့လေခွက်လေးလိုဖြစ်နေတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်ပထမဆုံးအနေနဲ့မိကွင်းကမုံကိုဘယ်လိုစိုက်ပျိုးထိမ့်သိမ်းမလဲဆိုတာကိုပြောပြချင်ပါတယ်မိကွင်းကမုံကိုစိုက်ပျိုးမယ်ဆိုရင်ရေစီးဆင်းလွယ်တဲ့မြေစာကိုအသုံးပြုပေးရမှာပဲရေဝင့်တော့အမြင့်ပုတ်တတ်ပါတယ်တဲအုံးဆက်မုံနဲ့မြေဆွေးကိုအချိုးကျရော့ဆက်ပြီးတော့စိုက်ပျိုးမယ်ဆိုရင်အဆင်ပြေပါတယ်အပူချိန်အနေနဲ့18ဒီဂရီကနေ32ဒီဂရီစင်တီဂရိတ်အတွင်းရမယ်ဆိုရင်အဆင်ပြေပါတယ်ဒီထက်အေးမယ်ဆိုရင်တော့အရွက်တွေကလောင်သွားအေးလောင်တတ်ပါတယ်အပင်ကအလိုအလျောက်ကိုပွားနေတာပါပဲအပင်မကြီးကနေထပ်ထွက်လာတဲ့အပင်တွေကိုခွဲပြီးတော့စိုက်ပျိုးနိုင်ပါတယ်အမြင့်ထွက်လွယ်ပြီးတော့ရေထဲမှာတော့ရှင်သန်နိုင်တဲ့အတွက်အပင်စိုက်တဲ့အတွေ့အကြုံမရှိသေးတဲ့တော့မှလွယ်ကူစွာစိုက်ပျိုးနိုင်ပါတယ်အခုခါမှာတော့မြန်မာဆေးဝါးအနေနဲ့ဘယ်လိုယောဂတွေပျောက်တယ်ဆိုတာကိုတော့ပြောပြချင်ပါသေးတယ်နံပါတ်1အရွယ်အနေနဲ့မီးကွင်းကမုံရဲ့အယိုးအရွက်ကိုထောင်းပြီးတော့3ခွက်တစ်ခွက်တင်ကျိုးရပါမယ်ရရှိတဲ့အရည်ကိုကြားအနှဲငယ်ခတ်ပြီးတော့တောက်ရင်သွေးအံယောဂပျောက်တယ်လို့ဆိုပါတယ်တစ်ချိန်လင်ကျွေစွန်းတစ်စွန်းခန့်တစ်နေ့3ချိန်တောက်ရမယ်လို့ဆိုပါတယ်နံပါတ်2အနေနဲ့တော့နားမှာပြည်ယိုနေပြီဆိုရင်မီးကွင်းကမုံအရွက်ကိုမီးကင်ပြီးတော့နားထဲကိုအရည်ညှစ်ထည့်ပေးရင်နားပြည်ယိုနေတာပျောက်ကင်းပါတယ်အရွက်ကိုမီးကွင်းကမုံရဲ့အရွက်ကိုတင့်ရုံတုပ်စားမယ်တို့စားမယ်ဆိုရင်ဝမ်းကိုက်ယောဂပျောက်ကင်းတယ်လို့ဆိုပါတယ်နောက်ပြီးတော့သွေးဝမ်းသွားနေမယ်ဆိုရင်အရွက်ရဲ့အရည်ကိုညှစ်ပြီးတော့ကျွေစွန်းတစ်စွန်းခန့်တောက်ပေးမယ်ဆိုရင်ပျောက်ကင်းပါတယ်နောက်ပြီးတော့မီးလောင်မယ်အပူလောင်နေဆိုရင်မီးကွင်းကမုံအရွက်နှုတ်ကိုတကြားအနှဲငယ်ရောပြီးတော့ထူထောင်ကြိတ်ချေပြီးတော့မီးလောင်တဲ့နေရာအပူလောင်တဲ့နေရာကိုလိမ့်ပေးနိုင်ပါတယ်မီးကွင်းကမုံကိုထောင်းပြီးတော့ရလာတဲ့အရည်ကိုတကြားအနှဲငယ်ရောပြီးတော့ဇွန်းသေးတစ်ဇွန်းကိုတစ်နေ့3ချိန်တောက်မယ်ဆိုရင်တလိပ်ကတ်ချောင်းဆိုးယောဂပျောက်ကင်းတယ်လို့လည်းဆိုပါတယ်နှာခေါင်းသွေးရှံလာပြီဆိုရင်မီးကွင်းကမုံကိုရေစင်အောင်ဆေးပြီးတော့ထောင်းရပါမယ်ထောင်းပြီးတော့ရလာတဲ့အဖက်ကိုနှာခေါင်းပေါ်မှာအုံမွေးမယ်ဆိုရင်တော့နှာခေါင်းသွေးတိတ်စေပါတယ်စီးယောဂအမျိုးမျိုးနဲ့စီးကြောက်ယောဂအတွက်မီးကွင်းကမုံကိုရေ3ခွက်တစ်ခွက်တင်ကြိုပြီးတော့တကြားအနှဲငယ်နဲ့တောက်ပေးမယ်ဆိုရင်စီးယောဂအမျိုးမျိုးကိုလည်းတက်တာပျောက်ကင်းစေပါပဲမီးကွင်းကမုံရဲ့တထုရည်ကိုတောက်ပေးမယ်ဆိုရင်ဝမ်းကိုက်ဝမ်းပေါ်ဝမ်းရောင်ယောဂတွေကိုတက်တာပျောက်ကင်းစေပါတယ်အရွက်နှုတ်ကိုပဲလော့ထောင်းအမုံနဲ့ရောပြီးတော့လည်းတုပ်စားနိုင်ပါတယ်ချောင်းဆိုးတလိပ်ကဖြစ်ရင်မီးကွင်းကမုံအရွက်ကိုထောင်းပြီးတော့အရည်ညှစ်ယူပါအဲ့ဒီရရှိလာတဲ့အရည်ကိုတကြားခဲအမုံနဲ့ရောတောက်မယ်ဆိုရင်ချောင်းဆိုးတလိပ်ကပျောက်ကင်းစေပါတယ်သွေးကင်ဆာဖြစ်နေရင်မီးကွင်းကမုံရဲ့ပင်စီနဲ့အရွက်ကိုရေစင်အောင်ဆေးကြိတ်ပြီးတော့အရည်ညှစ်ယူရပါမယ်ရလာတဲ့အရည်ကို9မိနစ်ခန့်ကြိုပြီးတော့အေးအေးခံထားပြီးတော့ထမင်းစားစွန်းမနေ့တစ်စွန်းညတစ်စွန်းတောက်နိုင်ပါတယ်တစ်ပတ်ကို3ရက်ဖြစ်တစ်လလောက်တောက်မယ်ဆိုရင်ကင်ဆာယောဂါတွေရှော့ချပေးနိုင်ပါတယ်ဒီနေရာမှာကင်ဆာယောဂါကိုပျောက်ကင်းတယ်လို့မပြောထားတာကိုတော့သတိထားစေချင်ပါတယ်
နောက်တစ်ခုပြောချင်တာကမိခွင်းကမုံမှာကင်ဆာပျောက်စေတယ်ဆိုတဲ့သိပ္ပံဆိုင်ရာအတူပြုချက်မရှိပါဘူး။ဒါဆိုရင်ဘာလို့မြန်မာစင်းနီမှာကင်ဆာဆဲတွေကိုလျှော့ချပေးနိုင်တာလဲလို့ဆိုရင်မိခွင်းကမုံမှာ antioxidant compound တချို့ပါပါတယ်။မိခွင်းကမုံကကင်ဆာရောဂါကိုကုသနိုင်တယ်ဆိုတဲ့သိပ္ပံဆိုင်ရာအထောက်အထားလည်းမရှိပါဘူး။ကင်ဆာဆိုတာကတော့ DNA တွေပျက်စီးရကနေဆဲတွေပုံမှန်မဟုတ်ပဲပွားလာတာပါ။ antioxidant တွေက DNA မပျက်စီးအောင်ကာကွယ်ပေးတဲ့အတွက်ကင်ဆာဖြစ်နိုင်ခြေကိုရှော့ချပေးပါတယ်။ဒီညမှာသတိပြုဖို့ကတော့ကင်ဆာရောဂါဖြစ်ပြီဆိုရင် antioxidant ကကုသတဲ့ဆေးမဟုတ်ပဲဆေးတွေထပ်မပျက်စီးအောင်အထောက်အကူပြုရုံသာဖြစ်ပါတယ်။အပြင်မှာ antioxidant အချို့ရှိတာကိုအခြေခံပြီးလူတွေကအလွန်အကျွံချက်ပြောတာပဲဖြစ်နိုင်ပါတယ်။ဒါဆိုရင်ဒီ antioxidant compound တွေကြောင့်မိကွင်းကမုံကိုစားခြင်းအရေးတောက်ခြင်းကကင်ဆာရောဂါလုံးဝမပျောက်ကင်းနိုင်ဘူးဆိုတာကိုတော့ကျွန်တော်သတိပေးပါစေ။နောက်တစ်ခုကမိကွင်းကမုံဟာ NASA ရဲ့နာမည်ကြီးသုတေသနဖြစ်တဲ့ Clean Air Study 1989-1990မှာမပါပါဘူး။ဒီတော့မိကွင်းကမုံဟာအိမ်တွင်းလေထုတန့်စင်ပေးတဲ့အကောင်းဆုံးပင်တွေထဲမှာမပါပါဘူး။ဒါပေမဲ့အပင်တစ်ပင်ဖြစ်တာကြောင့်ကာဗွန်ဒိုင်အောက်ဆိုက်ကိုစုပ်ယူပြီးတော့အောက်ဆီဂျင်ကိုထုတ်ပေးနိုင်တာကအပင်အလုံးလုံနိုင်ပါတယ်။ဒါကို NASA certify လို့တော့မခေါ်နိုင်ပါဘူး။နောက်တစ်ခုကဖုန်းရွှေအယူဆအရမီးကွင်းကမုံဟာအရွက်ရွှေအရွက်ကဓမြောင်ပုံစံခရမ်းရောင်နဲ့အစိမ်းရောင်တွဲထားတာကြောင့် fire plus worthy energy ရှိတယ်လို့ယူရှိပါတယ်။ဒါကြောင့်မီးကွင်းကမုံဟာမကောင်းတဲ့ energy တွေကိုကာကွယ်ပေးတယ်။အိမ်တွင်း energy ကိုလုံဆော်ပေးတယ်။ငွေကြေးအခွင့်အလမ်းကိုဆွဲဆောင်ပေးတယ်လို့ယုံကြည်ကြပါတယ်။မီးကွင်းကမုံကိုထားတဲ့နေရာကတော့အိမ်ဝင်ပေါက်နှမှာအခန်းအလုပ်စပွဲယုံအမှထားတင်ပါတယ်အိတ်ခမ်းထဲမှာတော့မိကွင်းကမုံရဲ့အရွက်ထက်မြက်တဲ့မှုကြောင့်ဖုံးရွှေပညာအရမထားသင့်ဘူးလို့လည်းဆိုပါတယ်ဒီအချက်တွေကဖုံးရွှေယဉ်ကျေးမှုအယူဆတာဖြစ်ပြီးတော့သိပ္ပံတည်ပြုချက်မဟုတ်ပါဘူးနောက်ဆုံးအနေနဲ့မိကွင်းကမုံဟာ NASA အတိမတ်ပြုလေထုတန့်စင်တဲ့အပင်မဟုတ်ပါဘူးဖုံးရွှေပညာအရာကာကွယ်ရေးနဲ့စွမ်းအားပင်အဖြစ်ယုံကြည်ကြပေမဲ့ကင်ဆာရောဂါကိုကုသပေးနိုင်တယ်ဆိုတာကတော့သိပ္ပံအတည်ပြုချက်မရှိပါဘူးအပင်ကိုအပင်ဖြစ်လေးစားပြီးတော့ဆေးအဖြစ်မာယွန်းစာမတုံးဆွဲသင့်ပါဘူးဒီလောက်ဆိုကျွန်တော်တို့မြန်မာပြည်သူနဲ့ယဉ်နှီးပြီးတော့အလားအပနဲ့ဆေးဖက်ဝင်တဲ့မိကွင်းကမုံအကြောင်းကိုနားလည်လောက်ပြီလို့ထင်ပါတယ်ဒီပင်တွေဟာကျွန်တော်တို့အိမ်တွေကိုအယောင်တွေနဲ့ပျော်ရွှင်မှုတွေယူဆောင်လာပေးသလိုကျူးဆိုင်ဖို့လည်းတိတ်မလို့အပ်လာပါဘူးချစ်ချင်းမြတ်တာနဲ့စိုက်ပျိုးထားရင်ပဲသူတို့ကဆယ်ဆအကျိုးပြန်ပေးတတ်တဲ့အပင်တွေပါကျွန်တော်မိတ်ဆွေတွေရောအိမ်မှာမီးကွင်းကမုံစိုက်ထားရလားဗျာစိုက်ထားခဲ့ရင်အပင်အချင်းတွေဘယ်လိုရှိလဲစိုက်တဲ့အခါဘယ်လိုအတွေ့အကြုံရှိလဲဆိုတာကို comment မှာဝင်ရောက်မျှဝေပေးခဲ့စေချင်ပါတယ်ကျွန်တော်မိတ်ဆွေတွေရဲ့အတွေ့အကြုံကိုစောင့်မျှော်ဖတ်ရှုနေပါမယ်ကျွန်တော်ရဲ့ဒီဗီဒီယိုလေးကို like လုပ်ပေးခြင်း share လုပ်ပေးခြင်းအပြင်အပင်ချစ်သူတွေစီကျေးဇူးပြုတော့မျှဝေပေးပါကျွန်တော်ရဲ့ Leo Bonsai and Nursery channel လေးကိုလည်း subscribe လုပ်ချင်အပြင်နောက်ထပ်စိမ့်လန်းဆိုပြီးတဲ့အကြောင်းအရာတွေကိုအတူတူရှာဖွေကြရအောင်ပါနောက်ထပ်ဗီဒီယိုမှာဘယ်အပင်အကြောင်းတွေကိုလေ့လာခြင်းလဲအောက်က comment မှာညွှန်ပြစေချင်ပါတယ်ကျေးဇူးတင်ပါတယ်ချစ်ချင်းမေတ္တာနဲ့ queue ဆိုင်လိုက်တိုင်းပန်းတိုင်းဟာဖူးပွင့်တော့မှာပါအပင်တွေနဲ့အတူစိမ့်လန်းသောဘဝကိုပိုင်ဆိုင်နိုင်ကြပါစေနောက်တစ်ခေါက်ဗီဒီယိုမှာပြန်ဆုံကြပါလေနှုတ်ဆက်ခဲ့ပါတယ်